ဒီခံပြတရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ပါစတွေပိတ်နေကြမပြောနိုင်ဟုတ်တယ်ဘယ်ပြောရဲမလဲတတိယမရှိဘူးမရှိသူရဲ့ကြောင်သလားမင်းတယ်အခုကျွန်တော်တော့တတိမရှိဘူးဘာတတိကြောင်တာလေသူတို့ကပတ်စံယူနေတာသူတို့ကနည်းနည်းပဲဖက်ပေးရမြန်မာနိုင်ငံရဲ့မြေနည်းနည်းပဲဖက်ပေးရပေးတဲ့လောက်ကိုသူတို့ကပတ်စံယူနေတာသူတို့ကမသိတာမဟုတ်သိတယ်မျက်စိမှိတ်နေတာနော်သူငယ်ချင်းရေမရှိဘူးကိုကျွန်တော်ပြောရတယ်ကိုကျွန်တော်ပြောသလိုဒီခိုင်ဥပါတီကဘသူများအဲ့တရုတ်ကိုအဲ့လိုပြောလို့တရုတ်တွေကဟိုဝါနဲ့ကိုကန်ဒေတာတွေကနေဆက်နေရာတွေကိုပြေကျူးကျော်ပြီးချက်ခတ်တယ်တရုတ်တွေကျွန်တော်တရုတ်တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အမြဲပြောနေရတာရှိကျွန်တော်တို့တရုတ်နဲ့ပတ်သက်လို့ပြောနေရတာမှန်သမျှဟာကျွန်တော်တို့လည်းအနေဟိုဘယ်လိုကောစိတ်ထဲတော့ဟိုအစိုးရတွေကဘာမှမလုပ်တဲ့ခါကျကျွန်တော်တို့ပြောရတာလေအောက်သက်တော်ဖြစ်တယ်အောက်သက်ဖြစ်တယ်ဘာလဲဘာတကားမှမပြောရဘူးတရုတ်လည်းsorry ကိုကလည်းဘာတကားမှမပြောရဘူးဘာလို့သူတို့တွေကတရုတ်ရဲ့ကျုံနေဖြစ်တဲ့ခါကျတရုတ်ခိုင်းတာကိုလောက်ရတဲ့ပေါ့ကျွန်တော်တို့အဲ့ဒါဟုတ်တယ်ဟုတ်တယ်နယ်နိမိတ်ပိုင်တဲ့အမှန်ကကျွန်တော်တို့မြန်မာပိုင်တဲ့မြေဒါပေမဲ့တရုတ်ကချန်စီကိုကြောက်ခတ်တယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့အမျိုးသားရေးသမားအင်အားစုတွေလည်းမပြောနိုင်ဒီခိုင်မျိုးဘက်ကလည်းဒါကိုကန့်ကွက်ရကောင်းမှန်းမပြောဘူးအဲ့တော့ရှမ်းပြည်မှာအခြေစိုက်တဲ့ပါတီတွေကလည်းကန့်ကွက်ရမယ်ဆိုတဲ့အကြောင်းမပြောဘူးဆိုတော့ကျွန်တော်နိုင်ငံမှာတိုင်းပြည်ချစ်ကြရဆိုတာဘာလဲပေါ့နော်စာလေးတစ်စောင်တော့ထုတ်ပြီးမကန့်ကွက်ရလို့တဲ့အထိကြောက်နေကြတာလားကြောက်ရတာပေါ့ကန့်ကွက်လိုက်တယ်ဆိုလို့ရှိရင်ခဏနေကြရင်အထဲထဲရောက်တော့မှာဟုတ်တိလည်းမပြောရဲတဲ့အနေထားကိုရောက်နေတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာကတရားဥပဒေစိုးမိုးရေးဆိုတာမရှိဘူးမတရားတဲ့ဥပဒေစိုးမိုးရေးဆိုတာရှိတယ်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့နော်တကယ်ကိုယ်နိုင်ငံနဲ့ကိုကျွတ်ကြော်နေတဲ့ဟာတွေကိုကြတော့ထိရောက်ဘယ်သူမှအရေးမယူတဲ့အကြောင်းရင်းကလည်းဗာလဲဆိုလို့ရှိရင်တော့ကနကပြောတယ်လို့ပေါ့ဟိုခွေးတစ်ကောင်နဲ့အရှင်လိုမျိုးပဲပေါ့နော်ပြောရတာလေအဲ့ဒီလိုမျိုးပဲပေါ့နော်ဆိုတော့အရှင်ကကျွေးထားတဲ့ခါကျတော့အဲ့ဒီခွေးကဘယ်မှမသွားချစ်ဘူးအဲ့နားမှာပဲနေချင်တာပေါ့နော်အခုလဲစားနေရတဲ့အခါကျတော့ဘယ်သူကပြောမလဲเนาะမပြောရဲဘူးပေါ့เนาะနေရတာပေါ့တိပေညာတော့လဲမတိတယ်လို့ပဲနေကြရတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ခေါင်းဆောင်ကကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့ပြည်သူကိုမှမချက်မနဲ့တက်တာ哦မချက်ဘူးဆိုတော့ပြည်သူတွေကလည်းဘယ်ပြောရဲတော့မှာလဲသူငယ်ချင်းရေအဲ့ဒါလားလို့ကျွန်တော်မေးပြည်ခံပြိုးရဲ့ရှမ်းပြည်နယ်မှာရှိတဲ့အမှတ်တရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ပါစတွေပိတ်နေကြမပြောနိုင်ဘယ်ပြောရဲမလဲတတိယမရှိဘူးမရှိသူရဲ့ကြောင်သလားမင်းတယ်အခုကျွန်တော်တော့တတိမရှိကိုကျွန်တော်ပြောရတယ်ကိုကျွန်တော်ပြောသလိုပြည်ခိုင်ပါတီကဘသူများအဲ့တရုတ်ကိုအဲ့လိုပြောလို့ဟုတ်ပြီပြည်ခိုင်ပါတီအမှတ်တွေဘသူပြောတယ်လဲဒါကအနိုင်ရပါတီရဲ့တခြားသောတရားပါတီအမှတ်တွေဘသူပြောရဲလို့ဘသူမှမပြောတခါလက်နက်ကင်အုပ်စုတွေခေါင်းဆောင်တွေပြောရဲလို့တခုမှမပြောကြအဲ့တော့ဘာလဲဒီလူတွေနိုင်ငံချစ်တယ်ဆိုတာဘာနိုင်ငံချစ်တယ်ဆိုတာကလူကြားကောင်ပြောနေကြတာလားနိုင်ငံချစ်တယ်လူကြားကောင်ပြောနေတာလားဆိုတော့လက်မဲတွေရှိတယ်လေဗျာလက်မဲတွေကနောက်ကနေကင်ထားတယ်ဆိုမှတော့ရှေ့ကလူတွေကဘယ်ပြောရဲမှာလဲဘယ်လိုမျိုးဖြစ်နေရလဲဆိုတော့မပြုံးချင်လဲရှေ့မှာပြုံးပြနေရတာပေါ့လေနော်ခဏပွဲတွေလုပ်တယ်လို့ပဲပေါ့အဲ့ဒီလိုမျိုးပဲပေါ့နော်ဆိုတော့ဒီဥစ္စာကိုငြိမ်ပြီးခံရတာဆိုတော့ခံကျင်လို့တော့မဟုတ်ဘူးသူတို့လည်းကြိတ်ပြီးခံနေရတာပေါ့နော်ဘာလို့လဲဆိုလက်မဲတွေကလက်ပကြီးအုပ်ထားတာ哦နော်မြန်မာပြည်မြေပုံကိုနည်းနည်းပဲဖဲ့ပေးရသူတို့ကသူတို့ရဲ့ဒီမိသားစုတွေသူတို့အတိုင်းဝိုင်းနေသူတို့တွေစားမကုန်သုံးမကုန်နိုင်ငံသားတွေမှာရင်းနှီးမြှုပ်နှံမှုတွေအိမ်တွေခြံတွေဝယ်ပြီးတော့ဇိမ်ခံကြတာလေအဲ့ဒီဟာတွေဇိမ်ခံသူတို့အဲ့လိုမျိုးဇိမ်ခံနိုင်ဖို့ကဘယ်ရလဲဆိုရင်ခဏပြောလို့မြန်မာနိုင်ငံရဲ့မြေပုံကတစိတ်တစ်ပိုင်းတွေကိုအခုလိုပဲခြံစည်းရိုးကိုကြော်ပြီးတော့ပိတ်ခတ်ခိုင်းတာပေါ့အဲ့လိုမျိုးဒါကြောင့်မို့လို့ဟိုလူကြီးပြောတာတိတ်မှန်တယ်ပေါ့နော်တရုတ်နဲ့ပေါင်းတဲ့လူတွေကတဲ့ပေါင်းတဲ့အစိုးရပဲချမ်းသာတယ်တဲ့ပြည်သူမချမ်းသာဘူးတဲ့နော်ပြောတော့တိတ်မှန်တယ်နော်ပြည်သူမချမ်းသာဘူးတဲ့တရုတ်နဲ့ပေါင်းတဲ့နိုင်ငံမှန်တယ်မြတ်နိုင်ငံကိုအုပ်ချုပ်တဲ့သူပဲချမ်းသာတယ်ဆိုတာကိုပြောသွားတာပေါ့နော်အမေရိကန်နဲ့ပူပေါင်းတဲ့နိုင်ငံတွေဆိုလို့ရှိရင်တဲ့ပူပေါင်းတဲ့နိုင်ငံတွေဆိုလို့ရှိရင်အစိုးရတွေမချမ်းသာဘူးတဲ့ပြည်သူတွေချမ်းသာတယ်တဲ့ဘယ်လောက်တော်လဲဆိုတာအဲ့ဒါကြည့်ပေါ့နော်စစ်စားကြည့်ရလဲဟုတ်တယ်လေပေါ့နော်
ဘာဖြစ်လို့ပြည်သူတွေချမ်းသာသွားတယ်လဲဆိုတာကျတော့အမေရိကန်နဲ့ပေါင်းတဲ့ခေါင်းဆောင်တွေကမဟုတ်တာကိုမလုပ်ဘူးမမှန်ကန်တာကိုမလုပ်ဘူးပြည်သူကိုချစ်အောင်တင်ကြတယ်ပြည်သူကိုချစ်အောင်စီယုံတယ်ပြည်သူကိုချစ်တတ်အောင်တင်ပေးတယ်နော်ဒါကြောင့်မို့လို့ပြည်သူတွေကဘာလို့ချမ်းသာလဲဆိုတော့အဲ့ဒီလိုမျိုးပြည်သူတွေချစ်တတ်အောင်လုပ်ပေးတဲ့အခါကျတော့ပြည်သူတွေရဲ့ပညာတတ်လာတယ်ပညာတတ်လာတော့ဘ ഹു တုတတွေရလာတယ်ဘ ഹു တုတတွေရလာတော့အတွေ့အကြုံတွေကများလာတယ်များလာတာနဲ့အမျှကြီးပွားလာတယ်သူငယ်ချင်းတို့ရေမြန်မာပြည်မှာကအတိလို့မရှိဘူးဆိုတော့လေပေါ့နော်ဒါကြောင့်မို့လို့မပြောရဲကြတာပါလို့ပြောချင်တယ်ပေါ့နော်အခုဟိုတလောကလည်းကြားလိုက်သေးတယ်ဗာလဲဘုံမှုကြီးရဲ့အိမ်မှာတဲ့တခိုးဝင်ခိုးတယ်တဲ့တခိုးဝင်ခိုးတော့တခိုးဝင်ခိုးတဲ့ခါကျတော့ဘယ်သူခိုးပါတယ်လဲဆိုတာကိုအတိအကျမမီဘူးမမီရဲနဲ့တခါဘာလို့လဲဆိုအိမ်နီးနားလူကိုခေါ်ပြီးစစ်ဆေးပြီးတော့ထုလို့ရိုက်လို့ဟိုမှာကိစ္စပါပျောက်သွားပြီတဲ့ဘယ်လိုပြောမလဲပေါ့ဒါတွေကမတရားတဲ့အရာတွေပေါ့နော်ဘလောက်ပဲကြီးခဲ့တဲ့သူရဲ့အိမ်ကိုပဲဝင်ဖောက်တရားဥပဒေနဲ့အတိုင်းနော်ရိုက်ပုတ်ပြီးတော့စစ်ဆေးရမှာမဟုတ်တာနော်ဒီလောက်တော့ကြီးတော့လုပ်เสียရတော့မလိုပါဘူးတိတ်100လောက်ပါသွားတာနဲ့တော့ဒီလူတွေဘဝမပြတ်ပါဘူး။ဘာနဲ့လားတဲ့သွားတူတယ်လဲဆိုတော့ကင်းချီဗာလဲပိုးတန်နီကောင်နဲ့တူပဲဒီကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေကနော်ခြေတော်တစ်ချောင်းလေးပြတ်သွားလို့ပိုးတန်နီကောင်ကလမ်းသွားလုံးဝမပြတ်ပါဘူးသူငယ်ချင်းတို့နော်ဒါကြောင့်မို့လို့ဒါတွေဆိုလို့ရှိရင်လေတကယ်တရားဥပဒေစိုးမိုးတယ်ဆိုရင်ဒီလိုမျိုးဖြစ်ရတရားဖြစ်เสียအကြောင်းမှမရှိတာနော်ဟိုကျွန်တော်ကတရားဝင်ပေါ်တင်ပြောတယ်တရုတ်တိုင်ဝမ်လူတွေကျွန်တော်ဘယ်တော့မှမဆက်ဆံပဲတရုတ်တိုင်ဝမ်လူတွေကျွန်တော်ဘယ်တော့မှမဆက်ဆံတရုတ်တိုင်ဝမ်တရုတ်မီဒီယာတရုတ်ဆိုရပေါ်ဒီမဆက်ဆံဟိုကျွန်တော်ကျွန်တော်ဆက်ဆံရေးရှိတဲ့တရုတ်တွေဖွဲ့တော့3-4ဘက်လောက်ရှိဖွဲ့တော့လုံးဝကျွန်တော်တို့ဟိုရှင်းပိုင်းဘာသာမှလာမပြောလို့ပြပြမယ်အခုလူကောင်းတွေဘာလို့အထဲရောက်နေလဲလူကောင်းတွေဘာလို့အထဲရောက်နေလဲဆိုတော့အဲ့ဒီလိုမျိုးတွေမှန်တရားတွေကိုပြောလို့ရှိရင်အထဲကိုရောက်တာအဲ့ဒါကြောင့်မလို့တရားဥပဒေစိုးမိုးရေးဆိုတာကဘယ်နာမလဲဆိုတာကိုမြန်မာနိုင်ငံမှာလိုက်ရှာရအောင်မယ်တကယ်ချင်းရေးတို့လည်းမဆက်ဆံဘူးကျွန်တော်လည်းအဲ့ဒါကိုမဆက်ဆံလို့ဝမ်းနေစရာဘာအကြောင်းမှမရှိဘူးတို့တော့ကျွန်တော်နိုင်ငံကြိုးစီဝါနံပါတ်1ဖြစ်တယ်ဘာဝမ်းနေစရာအကြောင်းမရှိဘူးကျွန်တော်ဝမ်းကိုမနေဘူးဖြစ်ပြီတို့ဆက်ဆံမှတို့လာပြောမှကျွန်တော်ဘောဒီဆောက်အောင်မဟုတ်ကျွန်တော်ကပုံစိုးတာတရုတ်ကြုံအုပ်စုတွေကကျွန်တော်လာပြီးအပြစ်မြင်ရတာကျွန်တော်ကိုရှင်းတာမြန်မာစစ်ဖြစ်ပါလေနဲ့တရုတ်ကြုံဖြစ်နေတဲ့လူတွေတော့အဲ့ဒါမျိုးကြတော့ဗစက်ကြီးပိတ်နေကြတယ်မပြောကြဘူးဟုတ်တယ်ဆိုတော့တက်ဆိုင်ရာတာဝန်ရှိလူတွေအများကြီးပါဒီမြန်မာနိုင်ငံရဲ့ကံကြမ္မာတူးတောက်ချင်းစီတွေနဲ့ဆိုင်ပါတယ်ဒါလေးကိုကျွန်တော်တို့မမေ့ကြဘူးဒီမြန်မာနိုင်ငံရဲ့ပိုင်တဲ့နယ်မြေတွေအားလုံးဟာကျွန်တော်တို့အဲ့ဒီညောင်မွေးတာမဟုတ်ဘူးကျွန်တော်တို့ဆိုင်တယ်ဟုတ်တယ်လေဆိုင်တယ်အဲ့ဒါလေးကိုမမေ့ဘူးလို့ပေါ့နော်တော့ပြောမယ်ဆိုရင်ကျွန်တော်တို့နဲ့ဆိုင်နေဆိုတာဒါချန်စီကိုကြော်ခတ်တဲ့ပြဿနာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တနိုင်ငံလုံးကမြန်မာနိုင်ငံကပြည်သူတွေတနိုင်ငံလုံးနဲ့ဆိုင်တယ်ပေါ့နော်သူ့နေရာငါနေရာလားပြောလို့မရအောင်နိုင်ငံနဲ့ချီပြီးပြောရမယ်ဆိုရင်တနိုင်ငံလုံးရဲ့ပြည်သူတွေနဲ့ဆိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ပြည်သူတွေဆိုင်တယ်ဒါကြောင့်မို့လို့ဘယ်လိုပြောရမလဲကွာတနိုင်ငံလုံးရဲ့ပြည်သူတွေနဲ့ဆိုင်တယ်သူများနိုင်ငံကကိုယ့်နိုင်ငံနဲ့ကိုကြွကြော်ပြီးတော့ခြံစည်းရိုးလာခတ်တယ်ဆိုတော့လာပြီးတော့ကိုယ့်မြန်မာနိုင်ငံကမြေကိုလာပြီးခိုးတယ်ဆိုတော့ခိုးတယ်ဆိုတဲ့အခါကျတော့ဒါတနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အရာပဲပေါ့နော်ဒါပေမဲ့ဘာကြောင့်လူတွေကမပြောချရလဲခဏလို့ပြောရင်အယူမတယောက်ပြောတဲ့စကားပုံလေးတစ်ခုကြားဘူးတယ်ဗျ။ဘာလဲဆိုရင်ရှင်တို့ကမှန်တာပြောရင်ရိုက်တယ်တော့ဆိုတော့အခုလည်းအဲ့ဒီလိုပဲဗျ။မှန်တာပြောလို့ရှိရင်အထဲကိုရောက်သွားကြတယ်ဆိုတော့လူတွေကမပြောရဲကြတော့ဘူးဗျ။တကယ်ချင်းရိတ်ကျွန်တော်ကပါတီကိုလည်းမေးခွန်းထုတ်ပါပြီခင်ဗျားတို့လည်းကြည့်ကြပြီးတော့တခုတော့လောက်ကြပါဗျာမလို့တော့လဲခင်ဗျားတို့တိုင်းပြည်ချစ်လားမချစ်လားအဖြေထွက်တာဗျာနော်အဲ့တော့တိုင်းပြည်ကိုချစ်လားမချစ်လားတရုတ်ဆိုတာနဲ့တရုတ်ဆိုတဲ့အတန်ကြားနေခင်ဗျားတို့ကြောက်တူးတွေတုံနေကြသလားဆိုတော့အခုပေါ်သွားပြီနော်ဘယ်သူတွေကြောက်ဒီခံပြတရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ဗဇ